တို့ရဲ့ Minecraft ပုံစံကဟောလို့ဖြစ်နေဦးမဲလားဒါဆိုရင်တော့စိတ်ဥပ္ပါနဲ့ကျွန်တော်အခု bro ရဲ့နောက်ခွဲပြတော့အကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပြသွားမှာတမောင်းဆုံးအနေနဲ့ကျွန်တော် NECN DM မှာကျွန်တော်ပြီးတော့ထောင်းအောင်ကျွန်တော်ပြထားတဲ့အကောင့်ထဲမှာဝင်ထောင်းလို့ရတယ်ပေါ့နော်သူထဲမှာတခြား anime ပုံတွေအများကြီးရှိရပေါ့နော်ပြီးပြီဆိုတာနဲ့ကျွန်တော် Minecraft ထဲကိုပြန်ဝင်ရမယ်ပေါ့နော်နောက်ပြီးတော့အလျား stain လေးကိုနှိပ်လိုက်မယ်နောက်ပြီးအောက်ဆုံးဆွချရမယ်ပေါ့နော်နောက်ပြီးကျွန်တော်ဦးထောင်းထားမို့ပေါ့နော်သွားရှာရပေါ့နော်ဒီမှာကျွန်တော်လူဖေးပုံစံလေးနဲ့ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုနှိပ်ပြီးထည့်ရပေါ့နော်ဒါဆိုတော့ပြန်ထွက်လိုက်မယ်နောက်ကျွန်တော်ခဏလောက်ဆောက်ဝင်ဆိုရင်တော့ကျွန်တော်တို့ရောက်အောင်ပေါ့နော်ဒါဆိုရပါပြီပေါ့နော်ထပ်ဆောင်လိုက်အောင်ပဲဟိုမှာကျွန်တော်နေလေးပါတယ်ပြီးတော့ Minecraft ဆိုဟာလေးပါဒါ play ကကျွန်တော်ဒီ Minecraft ကျွန်တော် wall ပေါ့နော်ဘလို့နေ wall အောက်က stain အများကြီးပဲပေါ့နော်ပုံစံလေးကတော့တော်တော်ယူလှသွားပြီပေါ့နော်